season ရှိတဲ့ road trip ကျွန်တော်ဒီ road trip လေးရပါတော့ season ရှိရနဲ့ရှောက်သွားရှောက်စားတယ်ပေါ့နော် road trip လေးပေါ့ဒီခီးကိုလာပြတာလဲပေါ့နော်ဘာ plan မှမရှိပဲနဲ့ကျွန်တော်တို့မနေ့ပြန်သွားမယ်ဆိုညနေလောက်မှတိုင်ပင်ပြီးတော့ထထွက်လာပေါ့နော်ရန်ကုန်ကနေပြီးတော့အဓိကဥတီရတော့မန္တလေးဘက်နဲ့စမယ်ပြီးတော့ဘယ်မျိုးတွေသွားမယ်ဆိုတာတစ်ချက်ကြည့်လိုက်အောင်ဒီနေ့ကတော့ day 1ပေါ့နော်ဒီ trip လေးရည်ရကြတာပေါ့နော်ကျွန်တော်တို့ဘာမှ pre plan နဲ့မရှိပဲနဲ့စိတ်ကူးတဲတဲ့နေရာစိတ်အေးချမ်းတဲ့နေရာလေးတွေရှာပြီးတော့သွားမယ် vlog လေးဖြစ်ပါနော်အစီအစဉ်ကြည့်ပဲခီးသားကြိုက်တဲ့တွေအတွက် ready ပဲလားရန်ကုန်ကနေပြီးတော့ကျွန်တော်တို့မနက်9နိုင်လောက်စထွက်လာပါတော့တကယ်တမ်းတော့သွားပစ်တာပေါ့အမြန်လမ်းပေါ်တိုက်ဖြစ်တာတော့ကျွန်တော်တို့6နိုင်ကျော်9နိုင်လောက်မှာပေါ့နော်ရာသီဥတုကတော့မျိုးမျိုးပဲမိုးရွာတဲ့နေရာရွာတယ်နေတာတဲ့နေရာကတော့နေတာပေါ့နော်115မိုင်လောက်ရောက်တော့ကျွန်တော်တို့မနက်စားပါတယ်ဒါတော့ကျွန်တော်တာလေးရီယိုပါအခုမှအေးရွာအိပ်ပြီးတော့နှိုးလာပါနော်ဟာအေးရွာဝါရလားဒါတော့ snap break ပါကားမောင်းနေတယ်တပတ်ပြတယ်ကောင်းနေအိတ်ငိုင်နေအကြချက်ဒရမူရဲ့မှာချိုချင်းနေဝယ်ကျွေးနေအောင်ချိုချင်းစားကျင်တော့ညံစင်တော့မဟုတ်ပါဘူးဘာလို့လဲဘယ်လိုကင်မရာမှာပေါ့အဲ့ကလေးအီးရအဲ့ကျွန်တော်ပေးလို့မရဒီလိုနဲ့ကျွန်တော်တို့ခဏနားပြီးတာနဲ့မနှက်စားပြီးတယ်နော်မနှက်စားပြီးတာနဲ့ဆက်ထွက်လာခဲ့ပါတယ်ရိုက်လောက်ပါဘယ်လိုလဲမဟာနဲ့အိမ်ငိုင်နေလို့စနေပါချောင်းဆွဲနှုတ်ပေးရအောင်အဲ့ဒါစနေပါချောင်းဆွဲနှုတ်ပေးရအောင်ကောက်စီရကောက်လေးကျင်းတော့188မိုင်ရောက်ပါပြီချိန်အားဖြင့်10နိုင်9မိနစ်လောက်ရှိဒီနေ့ကတော့ကျွန်တော်တို့စပီးမောင်းလာပြီးတော့ကျွန်တော်တို့မိတ်ထီလာမှာနေလေသာစားပါတယ်ဆရာကြီးကတော့လမ်းတောက်လျှောက်အိပ်ပြီးတော့ထမင်းစားကန်ဒီမှာနိုးတယ်ပေါ့နော်မမနဲ့တိုင်မကျွန်တော်မန်းလေးနားရောက်တော့လူမျိုးရာသီဥတုကလုံးဝတာယာပြီးတော့ဗောနော်ကောင်းကင်ကလည်းတိမ်လေးနဲ့တော်တော်လေးလှပါတယ်အခုရှူရင်းလေးကိုပဲချက်ကြည့်လိုက်ပါတော့နော်ဒီလိုနဲ့ကျွန်တော်တို့မောင်းလာလိုက်တာ3နိုင်ထိုးခါနေလောက်ကြာတော့ကျွန်တော်မန္တလေးရောက်တယ်ဗောနော်လို့လဲချင်းနေညောင်းဝိုင်းမောင်းရကွာမောင်းရညောင်းဝိုင်းဆရာသမားအိမ်ငိုင်းလို့ကြည်နေမကြည်နေရတယ်ကဲမန္တလေးရောက်ပါပြီညနေပဲသွားမလို့ဆိုညနေမှချက်ကြည့်ကျွန်တော်တာတော့တနေ့လုံးညောင်းခဲ့သမျှဟိုတယ်ရောက်တာနဲ့စတင်ပြီးတောင်းညံနေပါတယ်အခုအတန်သေးနေတဲ့အချိန်မှာဘေးမှာသူပြုတ်လို့သူလာကြည့်နေပါတယ်ဟုတ်တယ်လောက်တောင်ကမင်းရထားတယ်ဆိုရင်ဒီဗီဒီယိုမှာကြည့်ပါဦးနော်ဟာဒီမှာကြောညနေလောက်ကြာတော့ကျွန်တော်တို့ခဏနားပြီးတော့ဗောနော်ကျွန်တော်မန္တလေးတောင်ပေါ်တက်ခဲ့ပါတယ်မန္တလေးတောင်ပေါ်တော့ကားနဲ့ပဲတက်လိုက်တယ်ဗောနော်မန္တလေးတောင်ရောက်ပါပြီသွားမယ်မန်းတောင်လေးကတဖြည်းဖြည်းနဲ့ဗောနော်လုံးအောင်ရှူကင်းလေးရအရင်စိတ်ချမ်းသာဖို့ကောင်းပါတယ်မန်းလေးမနေတဲ့လူတွေကတော့အရင်ကန်ကောင်းတာပဲနော်ဒီယူဆိုရင်ဗောနော်လုံးအောင်လှတယ်တက်ပဲတော့ဗောနော်တောင်မျိုးလည်းမြင်ရတယ်ဒီမှာတရှင်ပြဥတော့ကနဲ့နောက်ရောက်တာနဲ့ review ကတော့သူ့ရဲ့ပြေးခြင်းလုံငန်းစပါတယ်ဘုရားရင်မြင်တစ်ခုလုံး share plan နဲ့ပတ်ပြီးပါတော့ဒီလိုနဲ့ကျွန်တော်တောက်ပေါ်မှာပေါ့နော်45မိနစ်လောက်နေတော့ဟိုမှာတက်တန်လေးကိုတွေ့ရပါတယ်တော်တော်လေးလှပါတယ်အပြည့်တော့မဟုတ်ဘူးဒီလိုနဲ့ကျွန်တော်တို့တောင်ပေါ်ဆင်းလာပြီးတော့မန္တလေးကျုံပင်အောင်ဆက်သွားပါခင်ဗျမန္တလေးကျုံဝဲမှာအေးစစ်စစ်တွေပဲချေးခဲ့ပေါ့နော်
ခီးလည်းပြင်ပန်းနေရတော့အများကြီးတခြားဘာမှ tree to activity လည်းမလုပ်ချင်တော့ဘောနော်ဒါတော့မန္တလေးရဲ့ညနေခင်းလာနေပါနော်sunset ဖြစ်ကန်ပေါ့မန္တလေးကျုံးပေးပါလဲလာပါဒီတော့ pre wedding ရိုက်တော့ခေါင်းရောက်ပြီးတော့လာပါအဲအချိန်မှာ video လေးကတော့ခုနကမင်းရောက်ထားပြီးတော့ဒီလိုအိတ်နေပါတယ်ကားထဲမှာတော်တော်လေးလည်းပြိုင်သွားပါတယ် လေးတယောက်လေမ ပြိုင်သွား တိုင်းဝိုင်း ဒါဒီ trick ကတော့ relax လာတာထိုင်းမှာလည်းပြူတူပြည့်တယ်မလုပ်ချင်တော့လို့ အေးစေးပဲမplan စင်းမရှိ နောက်နေကြအောင်ညနေမှစဉ်းစားတာဒီလိုနဲ့ပေါ့နော်ကျွန်တော်တို့ day 1ရဲ့ road trip ညနေခင်းတွေကိုကျွန်တော်တို့ကျုံးပေးမှာပဲအေးစေးတယ် relax လုပ်ပြီးဖြတ်သန်းခဲ့ပါရပေါ့နော်ကျန်တဲ့ရက်တွေဘယ်တွေသွားမလဲဆိုတာသိချင်နော်ဆက်ပြီးတော့စောင့်ကြည့်လိုက်တော့ပေါ့နော်